ကဲတော့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါโอเคအားလုံးပဲဒါကျွန်တော်ရဲ့ပထမဆုံးတော့ဒီနေ့ရဲ့ Verso 1 series နည်းနည်းလေးအန်ဒီရဲ့များတဲ့ပွဲစဉ်တွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒါ C game ကိုသွားဖို့အတွက်ရွေးချယ်မဲ့ကျွန်တော်တို့ဒါမြန်မာနိုင်ငံရဲ့ဒါ NEC เนาะ National Esport Championship ဒါဒီတစ်ခေါက်close qualifying ပွဲဒီနေ့မှာတော့စတင်လာတယ်ဗောနော်ကျွန်တော်ဒီနေ့ပွဲစဉ်တွေကတော့6ပွဲလောက်ရှိတယ်အဲ့တော့ Best of 1 series ဆောင်းအောင်မှာဒီနေ့6ပွဲရှိတယ်ကျွန်တော်အသင်းတွေအများကြီးရပါ2သင်းရပဲကျွန်တော်တို့ qualifying ဖြစ်သွားမှာဗောဒါမှာပါ2သင်းမတက်မှာဆိုတော့နည်းနည်းလေးတော့ဒါသတိထားပြီးဆောမယ်ထင်မှာပါတယ်အထဲမှာဆိုလေဒါကျွန်တော်တို့ထင်ကြီးပေးနိုင်လောက်တဲ့အသင်းတော်တော်များပါဝင်ထားနေတဲ့မရှိတယ်ကျွန်တော်တို့ Falcones လိုမျိုးအသင်းတွေပြီးတော့နောက်ထပ်ဒါ Paladin လိုမျိုးအသင်းတွေပါတယ်ဗောနော်ဆိုတော့ okay ဒါကတော့ဒါကျွန်တော်ရဲ့ပွဲမကတ်စင်မဟုတ်တာတခြား energy drink တွေနဲ့မတူဒါ energy ကိုပေးတဲ့ drink ဆိုတော့ကျွန်တော်မစခင်မသုံးခင် energy ကိုရေသုံး boost လိုက် boost ရကောင်းလိုက်ရပါတယ်နော်ဆိုတော့ကျွန်တော်တို့ဘာပဲပြောပေါ့နော်ဒါဒီနေ့ပွဲစဉ်တွေကလည်းတော်တော်လေးဒီရင်ခုန်မှုကောင်းတယ်ဟုတ်တော့ Best of 1 series တွေဖြစ်တဲ့အလျောက်ဘာမှသိအများကြီးပြောလို့မရဘူးဗောနော်လက်ရှိကျွန်တော်ပထမဦးဆုံးသော match number 1ကတော့ Paladin versus team you are Nano ရဲ့ Best of 1 series ကျွန်တော်လောက်တော့ရောက်ရှိလို့လာပြီဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်တွေကိုတင်ဆက်ပေးသွားမှာတော့ကျွန်တော် caster ဘဲဦးနဲ့တူကျွန်တော်ဇွဲရမယ်ဖြစ်ပါတယ်ဆိုတော့အားလုံးပဲတို့ပွဲပြန်စလာပြီဗျာဒီမှာတော့ဒါ Yuri ရဲ့ fan တွေဗောနော်ဒီခါလေးဒါမြင်တွေ့ရမယ်တစ်ဖက်မှာလည်းSuper 1တို့ဘာလို့ပြမလဲ Kimi တွေဘာမြင့်မှာအခုထိတက်ပြီးတော့ဆော့ပြနေသေးပဲဒါပေမဲ့တစ်ဖက်က fan တွေဖြစ်နေတဲ့အတွက် Kimi ကတော့နည်းနည်းလေးတော့သတိထားမယ်ခြေနေမျိုးတော့ရှိတယ်မာလင်ရိုစီယိုစ်ဒီခရိုရဲ့ချောင်းလည်းပြန်တော့မြင်ရမယ်ဗျဟုတ်ပါတယ်ကဲအဲ့တော့လောလောဆယ်တော့ဒီမှာလဲ meta patch လေးကနည်းနည်းလေးချိန်ထားတာမျိုးရှိတယ်ပေါ့နော်လာမဲ့ဒီ MSC အတွက်လည်း meta patch ကျွန်တော်ကြီးကြီးမားမား change တွေရှိတယ်ကျွန်တော်ဒီ meta ကျွန်တော် EHP meta တခုလို့တော့ပြောလို့ရတယ်လက်ရှိမှာဆိုလဲ meta တဲ့ခေါင်းတိုးလာတယ်ဆိုရယ်ဒီ lapu တို့ဘာလို့လဲပါလာနေဘက်ကနေတုံးလာတယ်ပေါ့နော်ဒီ cross ရဲ့ချောင်းပြီးရင် Yuri ရဲ့ fan တွေတွေ့ရမယ်တစ်ဖက်မှာလည်းကျွန်တော်ပြန်ပြီးတော့ဒီ team view အနေနဲ့ကြည့်မယ်ဆိုရင်လည်း Super 1ရဲ့ကျွန်တော် Kimi တို့ Granger တို့သိရမလားကျွန်တော် Jungle မှာဆိုလည်း Su Yuri ဘိုင်းတွေထွက်လာတာဆိုတော့နည်းနည်းတော့စောင့်ကြည့်ရမှာပဲ Best of 1 series တွေမှာတော့တိတ်အများကြီးတော့ပြောလို့တော့မရဘူးဆိုတော့ကျွန်တော်တို့ဒါ goal line မှာဒါ Cherry Cutie ရဲ့နော်နည်းနည်းလေး Massman တော့တစ်ဖက်ကနေ Jim တို့ဘာလို့ bucket တွေတော့လာကြပေးနေပါတယ်ဟုတ်တယ် Jim နဲ့အောက်မှာလည်းဒါတို့ goal line Prime ရဲ့ဒါတို့လောက်ကလေးလည်းဒါတို့ကြည့်ရမှာနော်ဒီ player ရဲ့ဒါကျွန်တော်တို့နဲ့စိမ့်တဲ့ player မျိုးတွေတော့မဟုတ်ဘူးပြ Super 1တို့ Prime တို့ Super Boy တို့ဒါဒီ player ရလည်းနည်းနည်းရှုပ်လို့မရတဲ့ထဲမှာတော့ပါတယ်အဲ့ပြတစ်ဖက်ကဒါတို့ Paladin ဆိုလည်းသိတဲ့အတိုင်းပဲဗျာအခုနောက်ပိုင်းဒီ Predator တော်တော်များများမျက်စိကျတာလေးတွေဒါတို့ရှိလာတဲ့အသင်းတော်များများရဲ့သတိထားစရာအသင်းဖြစ်နေတဲ့အသင်းဖြစ်တဲ့အတွက်ပို့ပြီးတော့မှတော့သတိထားမယ်သူရအောင်နော်ခိုက်လေးမှာတော့ဆိုတော့ဒီ MSL မှာတော့ဒီ Paladin တော်တော်ကြီးတုံ့ကြလာတာပေါ့နော်ဆိုတော့နောက်မလဲSteve ပဲ cut throw မှာ Yuri first blood ကိုစပြီးတော့ပဲကျွန်တော်ပွဲကသားကြီး2မိနစ်လောက်မှာတော့ရသွားတယ်ဗျကျွန်တော်တို့ပြောသလိုပဲဒီပွဲ draft က Paladin နေနဲ့ဟို fan တွေတို့လက်ပူးလို့ရတာတဲ့အပြင်ဒီ avatar Fasa နဲ့ထောက်ထားတဲ့အတွက်တစ်ဖက်ကကျွန်တော် Kimi Granger လိုမျိုး Massman ဒီ long range ကနေ damage ပေးလို့ရတယ်ဆိုပေမဲ့ဒီ zone miss နဲ့ Fasa နဲ့ထောက်ထားတဲ့ဆိုတဲ့အချက်ကဒီ fan တွေပါနေတဲ့အတွက် team fight တွေမှာဒီတစ်ဖက်က Massman တွေကနည်းနည်းလေးတော့ anti များတယ်anti တော့များတယ်ဗျဆိုတော့ဒီမှာတော့တစ်ခါလေးပေးရတဲ့ဒါတာတယ်လေးကိုတိုင်းပြီးတော့ယူထားပြီးတော့တို့ရဲ့ picking တွေတွားကြည့်မှဆိုတော့ Paladin နဲ့လေး aggressive တမချီနေမျိုးတော့ဝေး drag ကိုဖြတ်ကန်လာတဲ့ for the air strike နဲ့ကောင်းလို့ပြထိထားကြတယ်မ Jim ဒီလိုမရှာတော့ဘူးဗျနေမှာကောင်းလို့ပြထောက်ထားတယ်ပဲဆိုပေမဲ့ Jim နေနဲ့တောင်းသွားခဲ့ပြီသူတောက်အောင် stand ပြီးတယ်နောက်ကတောက် shot ပြစ်ချက်တွေကြားထဲမှာနားနေရဆိုပေမဲ့လည်းပဲထွက်လာလို့ရသွားတဲ့လပူအပြင် Super ဝိုင်းကိုလည်းပြန်ပြီးတော့လာတားပေးထားနိုင်တော့မယ်ဗျshot T bro သူမှတ်ပုံနေနာမည်လေးနဲ့ပဲဒီနေ့ထွက်လာတယ်ပေါ့နော်ဘာပဲပြော shot T bro ဒီ cross သွဲလုံးနေနဲ့လဲ Paladin တကယ်ကိုအကောင်းဆုံးပုံစံတွေမှာကျွန်တော်တို့ဒါနောက်ပိုင်းမှာရှိလာတယ်ပေါ့နော်ကျွန်တော်ဒီဘယ်လိုပြောမလဲတင်ကလုတ်ပြီးခဲ့တဲ့ပွဲတွေကနေပြီးစပြီးတော့ပဲကျွန်တော်သိလာခဲ့ရတယ်ဆိုတော့ဒီ player တွေဒီအသင်းတွေနောက်ခုကတော့တော်တော်ကြီးကိုဒါ professional player life မှာလည်းအကောင်းဆုံးပုံစံတွေချပြနေနိုင်တယ်တစ်ဖက်မှာလည်းကျွန်တော်စောင့်ကြည့်ရမယ် Best of 1ဆိုတော့သိအများကြီးပြောလို့မရတဲ့အတွက်ဒီပွဲကိုလည်းတစ်ဖက်က team view အနေဘက်ကလည်းကျွန်တော်သိမ့်ပိုက်သွားလို့ရောเนาะနိုင်ပါသေးတယ်အများကြီးပြောလို့မရဘူးဒီမှာတော့ Super Boy ရဲ့ဒီ R ရှိမယ်ပြီးွားရင်လည်း Granger တို့ဘာလို့လဲကတော့အလုပ်တော့ဖြစ်နိုင်ပါတယ် damage ထွက်ဖို့လိုတယ်ဗျာ damage ထွက်လာပြီးထွက်ချက်ပဲเนาะနောက် shot for the air strike ကအဲ့လိုမြင့်မှာ trolley ကိုတော့ပြီး Brian တိုင်းပြီးတော့ fight တဲ့ game ဆွဲချက်တွေ Yuri လှချက်ပဲဗျာလိုက်တာဆိုတော့နောက်မှလည်း2 man တော့ down wine နဲ့ပထမတော့ Vado Guardian လေးပြန်ခိုးကျွန်တော်လည်း game separate လိုက်တော့ပြစ်ပေးနေဆိုမစင်ပြေပါမလားနောက်မှလည်းပြန်ပြီး team view ကနေ team မှာပြန်ပတ်နေတယ်ပဲဒီ cross တကောင်လဲ super wide ပြစ်ချက်ဒီအောက်ကနေရုံထွက်လာရင်းနဲ့ပဲဘိုင်းပြီးတော့အစင်တော့ပြေပါတယ်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘာဆက်လုပ်မလဲ Hiroki 9ကောင်လောက်ကိုစပြီးတော့ကျွန်တော်သိမ်းနိုင်ခဲ့တဲ့အခြေအနေမျိုးပေါ်ရှိတယ် Paladin ဆိုတော့အားလေးgame ဖွင့်လေရောတော့သူတို့ရဲ့ picking အရာအကအစတော်တော်လေးလှနေမြင်တွေ့ရတယ်ပြီးတော့ pick ကို hero ထုတ်လာခဲ့တဲ့အခြေအနေမျိုးမှာဒီ cross ရဲ့ကန်ချက်တွေနောက်ကကျွန်တော်တို့ဒါ for the air strike တွေ back out တို့ knock out တော့ပြန်ပြီးတော့ဆွဲပြနေတယ်
Yuri နှစ်ကောင်သုံးကောင်ရောက်အကောင်လုံးပြပိုင်းပြီးတော့ရှက်နှောင်းကြီးတော့ပေးလိုက်ရတယ် double kill တော့ပိုင်းဆိုင်သွားခဲ့တယ် So 1 for 2 trade မှာတော့ Yuri သူ့အနေနဲ့တော့ဒါအကောင်းဆုံးပုံစံတွေတော့လုံးပြနေတယ်ကျွန်တော်ပြောခဲ့သလိုပဲဒီ fan ကြီးက3လို့တော့ရနေသေးတယ်ပေါ့နော်အဲ့တော့မှဒီ 2 match man ထားပါတော့ Kimi ကတော့ mix မှာထွက်လာတာမှန်နေဆိုပေမဲ့လည်းဒီ match man ကတော့ match man ပဲအဲ့တော့ဒီလိုမျိုး hero တွေကိုကောင်းကောင်းကြီး assassin တွေကအားလေးပိုင်းမှာလိုက်ပြီးတော့ဒီ gang game လုပ်လို့ရတယ်ပေါ့နော်အခုဆိုလည်း hero k ကကျွန်တော်ကြည့်မယ်ဆို7-1လောက်တော့ဖြစ်နေတယ်4မိနစ်မှာတွေကဒါဒီနည်းနည်းလေးပြတ်နေတယ်ဆိုတဲ့အခြေအနေတခုတော့စပြီးတော့ပြတ်သားလာတယ်သို့ပေမဲ့လည်းကျွန်တော်ပြန်ကြည့်ရမယ်တစ်ဖက်ကနေပြီးတော့ဒီ mix ကနေပေါ့နော်အများကြီးဘာတွေပြန်လုပ်ပြနိုင်မလဲဒီ gato တွေပြီးတော့ jungle ဆူယိုးအနေနဲ့၄ကလောက်ကြာတာကြီးကတော့သိပြောစရာမကောင်းဘူး ကျွန်တော်ကတော့မကောင်းဘူးဗျအဲ့ဒါကြောင့်နည်းနည်းလေးဒါရှင်းပြရင်ဂျန်ကန်ချင်းဖိုင်းတဲ့ခါမှာဖန်နီရဲထောင်နေတဲ့ပုံစံမျိုးဖြစ်တဲ့တော့ပူပြီးတော့မှသတိထားအောင်မယ်ခုနဆိုတော့ဒါမကြောက်မလန့်ဝင်ပိုင်းနိုင်ပါတွေ့ရတယ်ပေါ့နော်ဖန်နီကတော့ထိန်းကန်နေရတယ်ဖတ်မော်တော့ for the air strike ထပ်ထောက်တာလေးတော့မိုက်တော့တောက်ချော့ပဲလိုက်ပြီးတော့ပြတာချယ်ဂျူဒီတိုင်းပဲဒီကျွန်တော် prime and ပြီးတော့ရသွားတယ်ဆိုပေမဲ့လည်းပဲဒီဘက်က fan ကို dive တာလည်းမအောင်မြင်ခဲ့ဘူးဒီဘက်ကဒါ buff စားနေတဲ့ CEOs ကိုလည်းထပ်ပြီးတော့ဖြတ်ချသွားနိုင်ခဲ့တယ်ဒါ9ချိန်မြောက်ကြာရှုံးချိန်နည်းနည်းလေးတော့အန်ရပုံများလာပြီဗျ ဟုတ်ပါတယ်ဆိုတော့ဒီလောက်ဂျန်ဂလာတယောက် Yuri ကျွန်တော် STK ပဲ cat throat တွေကြားမှာတော့ပေါ်မှာလဲကျွန်တော် super boy လေးနဲ့သွားတွေ့နေတာเนาะဒါပေမဲ့လည်းပြတ်တော့မပြတ်သွားဘူးဒီနေရာလုံးနေနေရတော့ခုနကတော့ပြောသလိုပဲတစ်ဖက်ကဒီစုယိုးကဒီချိန်မှာ level 7ပဲရှိသေးတယ်ဗောနော် fan ကြီးက level 9လောက်ရောက်သွားပြီဆိုတော့အကြာရှုံးများရတဲ့တစ်ဖက်က team မျိုးကနေနေတော့အားလီပိုင်းလောက်မှာလည်းကြိုးချနေတဲ့အနေထားတစ်ခုပြန်လဲပြီးတော့ထောင်ပတ်လာနိုင်မလားနောက်မှလည်းကျွန်တော် D-Cross နောက်မှလည်းကျွန်တော် backline မှာ D-Cross တောက်လျှောက်ဒီကန်ထုတ်ပေးတိုင်းနဲ့ပဲကျွန်တော် Brian မှာထက်ကြသွားတယ်တကယ်ဝင်တိုက်ပြီး second tower ထဲမှာနေစရာမရှိတော့ဘူး ဂျင်းမှာသွေးရနေပြီ carry 3ကောင်4ကောင်လုံးဖိတ်ထားတာဘယ်ပြေးပါမလဲဂျင်းဒေါင်းသွားသလိုတူတာအောင်ဒီဘလော့ပြန်လဲပြီးတော့တို့ဒါတို့ trick ခဲ့ရတဲ့အချိန်မျိုးတော့တွားရှိရပါတော့အောင်လေးမှာတော့တက်မက်ခရီပါပြီးတော့ပြန်ထိန်းနိုင်မယ်ဒါပေမဲ့တစ်ခုရှိတာအဲ့လို D-Cross ဒါသူ့ရဲ့ကြံချက်တွေကောင်းနေပြီဆိုရင်အဲ့လို zone image ကြောင့်ဖြစ်တဲ့ avatar ရဲ့ forcer ကအကုန်လိုက်ထိန်းနိုင်ဒီမှာပဲဗျပြီးတော့ mission သွားရှိမယ်ကျွန်တော် D-Cross super 1 ဟေးအဲ့ဒါအရင်များဆိုတော့ကျွန်တော် super 1ဆိုတော့တကယ်ပဲเนาะအများကြီးလုံးပြနိုင်မလားသူ့ရဲ့အားလောက်လေးရလဲ final slot တွေဘာတွေနဲ့ရိုက်ပြနိုင်မလားဆိုတော့ကြည့်ရမယ်ပေါ့နော်အရင်တော့ဒီချိန်မှာ team 1ပိုင်းကသွားကြည့်မယ်ဆိုရင်တော့ paladin ရှင်ဖို့တော့မလွယ်နေဘူးပေါ်မှာလဲကျွန်တော် Yuri အပေါ်လေး first tower တွေဘာတွေပြန်သွားယူနောက်မှာတော့ Abato Guardian လေးနဲ့ပြန်ပြီး team တားဖို့ကြိုးစားပြီးမလွယ်ဘူး tower တော့ပေးလိုက်ရပြီနောက်မှာလဲ3ယောက်လောက်4ယောက်လောက်ရောက်လာပြီပဲလေလုံးဝ mobility မြင့်မားနေတယ်ဆိုတော့ fan တွေကိုထိန်းဖို့ရတော့မလွယ်ပါဘူးတော့ tower တော့ပေးလိုက်ရပါတယ် viewers နဲ့မပါတဲ့အခြေအနေမျိုးမှာဒါအကောင်းဆုံး like ထိန်းနိုင်မှာတော့ရမှာပြောရင်ဆိုရင်နောက်ထပ်တစ်ချိန်ကြာ Asbury ပဲတော့ Jungle Typing လောက်တာလေးတွေကဒါအားလေးတူမျိုးဖို့တစ်ချိန်တစ်ခုလုံးမှာဒါ DR နဲ့ဆို9ချိန်မြောက်တော်တော်များ6မိနစ်မှာ10မိနစ်တစ်ချိန်မကောက် မှန်မယ်ဆိုတော့ UK ကလည်းကျွန်တော်12ကောင်2ကောင်ပွဲရတော့အားလေးပဲပြတ်တယ်လို့ပွဲလေးကိုတော်တော်နာတာကတ်ထုတ်ပြီးအောက်မှာတော့ကျွန်တော် Brian ကျွန်တော်တို့ဒါပိုင်းခံနေရရင်လည်းပဲထပ်ပြီးပြတ်သွားပြန်ပြီဆို3 man လောက် down နေတဲ့အနေထားတစ်ခုမှာတော့ကျွန်တော် team view ကနေလွယ်တော့မလွယ်ဘူးဗျာနော်တာတာတွေပါလေးထပ်ပြီးပေးရပါဦးမယ် Okay တင်းရနေဒီချိန်မှာတော့အကောင်းဆုံးပြတ်ထောင်လာဖို့အတွက်ကအန်တက်ဖြစ်နေတဲ့ Super 1ပေါ်မှာတော့အများကြီးမူတည်သွားပြီလို့ဒါကျွန်တော်ပြောလို့ရတယ်ပေါ့နော် Okay အဲ့တော့ဘယ်လိုတွေဆက်တော့လုံးပါလဲဒါအခုချိန်မှာဆိုရင်တော့ Hiroki 14ကောင်တွေရရှိထားတဲ့ Paladin အနေနဲ့သူတို့ရဲ့ဘေးနိုင်တဲ့ pressure တွေအကုန်လုံးတော့ပေးထားမှာပြောဆိုတဲ့ D-Cross ကုန်စည်းဖြောက်ပြီးထပ်ဝင်ပြန်ပြီဒီတစ်ခေါက်မှာတော့ flicker လေးသုံးပြီးတော့ Super Boy ကဒါ spam နဲ့မျောတော့ဗျာအခါအသင့်ကြုံတော့မှာတော့မြန်မြန်ဆန်လေးသုံးထားပါသေးတယ် Okay ဆိုတော့ make it fast tower ကိုလည်း9မိနစ်တိုင်မှာတော့ရသွားပြီပေါ့နော်ဒါတာ3ချိန်လုံးရတာတယ် tower 4လုံးဒီချိန်မှာ objective fight ဒီမှာလည်းတော်တော်လေးအားကောင်းနေတဲ့ Paladin အနေနဲ့ကတော့တို့ရဲ့ပုံစံကောင်းတော့ဆက်ပြနေသေးပဲเนาะနောက်မှလည်းယိုပြီးဝင်မလို့လို့နဲ့တော့ကျွန်တော်တို့ဒါ form fake တွေတော့ပြနေတော့မယ်ရှေ့မှာလည်း D-Cross အနေနဲ့ကတော့ရရင်ရတဲ့ကောင်တွေလိုက်ဖမ်းပေးနေသလိုနောက်ကလည်း Avatar ရဲ့ဒီ magic output ကတော်တော်လေးများနေပြီဆိုတော့အဆင်ပြေတယ် final slot တော့ fan ယူတော့ရိုက်ထားနိုင်နေဆိုတဲ့အခြေအနေမျိုးကတော့မရှိဘူးเนาะ Okay ဘာတော့ကောင်းလဲဖတ်တာ air strike ပဲချက်ထောက်ထားတဲ့အတွက် zoning တကောင်ရဲ့အားသာချက်တစ်ခုရတော့မှလေဒါတော့မကန်ကောင်းလို့နော်ဘက်ကောင်လေးလိုက်သွားရင်တိုင်ပအောင်မယ် အမှန်ပတ်စစ်နေတာเนาะကလေးဖြတ်ပြေးသွားရင်တော့အကောင်ထက်ကြအောင်ပါဆိုတော့လောလောဆယ်ကတော့တွေးရတဲ့အတိုင်းပဲပွဲကစားချိန်9မိနစ်ကျော်ကျော်10မိနစ်ဝန်းကျင်ပေါ်လင်း second tower ပါ Cherry Cutie D-Cross ပေါင်းပြီးတော့သိမ်းပိုက်နေနေပဲဆိုတော့ total tower 9လုံးလောက်ရသွားပြီဆိုတော့ပွဲကတော့နည်းနည်းလေးပြတ်တယ်လို့တော့ပြောရမယ်เนาะပွဲကတော့စောစောစီးစီးပဲဖြတ်ချင်တဲ့ပုံစံမျိုးပါလာနေမှာတော့ရှိနေသူတို့ team မျိုးကနေသူတို့က2 match မှဖြစ်တဲ့အတွက် fan ကတော့တေချာဘောက်ကိုလုံးပါပဲ လုံးပါပဲပြောရင်းဆိုရင်လည်းပြီးပြီးတော့ team လုံးဝင်တဲ့2 match တဲ့ for the air strike ဒီကြားထဲမှာ Super Boy သွေးရရနေပြီ game ထပ်ပြီးတော့ဝင်မကြိုးစားတဲ့ချင်းနောက်မှလည်း Guardian လမ်းအပေးမှာတော့တခါလေးပဲ D-Cross နေတဲ့ down သွားပြီဗျာတကောင်1 man 1 for 1 trade ဆိုပေမဲ့လည်းပဲ cut through ပိုင်းချက်တွေသွားကောင်းနေတဲ့ Yuri game ကဆွဲနှကောင် down ဆိုတဲ့ပုံစံမျိုးတစ်ခုတော့ Paladin ထပ်ပြီးလုံးပြနေသေးပဲဗျာ ခေကိုကောင်းပါတယ်เนาะကျွန်တော်10မိနစ်ခွဲမှာလေ Hiroki 16ကောင်3ကောင်ဒါ best of 1 series တွေဆိုတဲ့အတွက်ကြောင့်မလို့လုံးဝထားတာမျိုးတွေဘာတွေမရှိဘူးတကယ်ရရင်ရသလိုမျိုးကိုယ့် team ကိုတော့နောက်အပိုင်းနေတာတီးရအောင်တော့ဆော့မှာပဲဒီ network gap ကလည်းဒီချိန်မှာ10 km လောက်ကိုဖြစ်သွားပြီဆိုတော့
10မိနစ်မှာ network 10k လောက်ဆိုတာကျွန်တော်တို့10မိနစ်1000လုံးတက်ကိုပုံများနေတဲ့ပမာဏကိုကျွန်တော် fan ထားနိုင်တယ်လို့ပဲပါလာတင်ကတော့ပြောရမယ် ပြောဆိုရင်ဒီကောပြန်တော့ထွက်လာတယ်ဒါပေမဲ့ Cherry Duty ဆိုတာဘာလဲပြပြသွားပြီ Super Boy မှာထပ်တောင်းတယ်အောင်လေး Mega 1 lane စပောက်သွားပြီဗျာ Mega ရှိနေတယ်ဒါ10မိနစ်ဆိုတဲ့ timing တစ်ခုပေါ့နော်9မိနစ်ဆိုတဲ့ timing မှာမရှိတော့တဲ့အခြေအနေမျိုးဆိုတော့အနေရများတယ်အမှန်တကယ်လုံးမသွားဘဲနဲ့ရသူတို့ရှင်းရနေထိုင်ပြီးတော့တိုးမယ်ဆိုရင်တော့တိုးလို့ရတော့တယ် ဟုတ်တယ်ဆိုတော့ဒီချိန်မှာတော့ law တွေပါရောသွားမလို့ချနေတာနောက်မလဲကျွန်တော်တို့ဒါသွားပြီးတော့ချင်းညက်နေတဲ့နေသားတစ်ခုမှာဒီချိန်မှာတော့ချင်းပြူကနေအနေနဲ့ဘလို့မှဘတ်တက်ထွက်ဆိုင်ဖို့တော့ကတော့အဆင်မပြေတော့ဘူးထင်တယ်မက်ကကျွန်တော် Mega Tower မှာထပ်ပြီးတော့ဖလာတင်သိမ့်ပိုက်သွားရင်လည်း law တွေပါရောသိစိတ်ဝင်စားဘူး Mega တော့ကျွန်တော်မြန်မာလူကြီးပဲဒဲဝင်ချိုးနေနေပဲနောက်မလဲဒီ cross immortal လေးနဲ့ဝင်ထောက်ပြီးတယ်နောက်မှာ flicker the wheel drag ကိုဟိုးဘက်ဖြတ်ကန်ပြီးရတယ်ဆိုပေမဲ့ James တစ်ကောင်ကြာနေချိန်မှာတော့ 4 with the 5အပေါ်လေး Mega ထိန်းဖို့တကယ်မလွယ်ကူနေပဲ3 lane Mega pressure စပြီးပေးခဲ့ရပါ အောင်လေးမှလည်း when I create တွေထပ်ပြီးတော့ကြည့်မယ်ပြေးပြီးတော့ set ပေးတာနောက်က Cherry Duty ဖြစ်တဲ့ damage ကြောင့် Super 1 3 ရနိုင်တယ် Gary ပြပေးတာဒီ block ပြီးတော့မကတ်တော့ land by throw only ဝင်ပြီးတော့ပြဖို့ကြိုးစားနေကြဆိုပေမဲ့ make a K တက်ပြီးတော့ရချီသွားခဲ့တယ်လို့ကဲပဲတောက်ချောက်ကတ်ချက်တွေကြားထဲမှာ Brian သွေးနေငယ်တော့ကြံသေးတယ်ဆိုပေမဲ့3 lane Mega pressure ပေးထားတဲ့အခြေအနေမျိုးမှာ Paladin ပွဲကိုတော့သုံးသက်ပေးလိုက်ရင်ပဲနောက်ထပ်ဆင်ကိုတလန်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ် ကဲဆိုတော့ match number 1ကိုတော့ Paladin လုံးဝပြတ်သားတဲ့ result တစ်ခုနဲ့ပဲသူအနိုင်ရရှိသွားရင်းနဲ့ပဲသူတို့ရဲ့နောက်ထပ်ကျွန်တော်ရှေ့တစ်ဆင့်တော့တက်ရောက်သွားနိုင်ပါပြီအဲ့တော့ဘာပဲဖြစ်နေကျွန်တော်ဒီပွဲကတော့နည်းနည်းလေးပွဲဥထွက်မှာတော့ပြတ်သွားတယ်လို့ပဲပြောရလိမ့်မယ်တစ်ဖက်ကလည်း team ယူကနေအနေနဲ့တော့သူတို့အကောင်းဆုံးကြိုးစားခဲ့တယ်ဆိုပေမဲ့ Paladin လိုမျိုး